ကြိုင်းခဲ့တာပါသူတို့မျိုးဟောပြန်လိုက်တော့ဖေဖေချက်ချင်းကြောင်းကြလိုက်ဒါလည်းငါသမီးတယောက်တည်းသားမောင်းလာတယ်ဟုတ်လားအဖေတိုင်းကဘောထည့်ပေးလိုက်ရမလားကိစ္စမရှိဘူးဖေသမီးပြန်လို့ရပါတယ်သမီးကိုယ်တိုင်မောင်းလာတာပဲပြန်တော့မယ်ဖေအေးလေကွယ်ဆုံးမယောင်နဲ့လွဲကြုံမယောင်နဲ့ကွယ်ဆိုတာမျိုးလိုဖြစ်နေပြီ။အော်မြရဲ့သူတနေ့ပြန်ပြန်လာမှာပေါ့။ရေဆုံးကုန်းတဝဲတဲ့ရေဘိုးလေးရေတဲ့ဆင်းသွားတဲ့နောက်ဆုံးမဲထားလိုက်ပါတော့မယ်။ကောင်းတယ်ဟိုပင်ဒီပင်ကူးကျင်အောင်ဒီလိုမပြောပါနဲ့ကွယ်။ကိုကမင်းတို့လိုကုသိုလ်ကမကောင်းတော့ကိုဟာယူယူအားတော်သူမကြီးဆိုပြီးကိုဟောက်ကြီးဟာကိုကိုစွန့်ပစ်ခဲ့တယ်ခုတော့ဘာဖြစ်တယ်လဲခစ်ဆံပြတယ်လူတော်တဲ့တိုးပြတယ်ကာလာသမီးပီသားပြတယ်ဒါပေမဲ့ဘလောက်ပဲရဲရဲအသက်ကစကားပြောတော့ကိုနောက်ထပ်ယောက်ျားရဖို့မိကောင်ပေါင်းမလေးစီလို့မလွယ်ဘူးတော့ဘူးပေါ့ကိုနဲ့ရွယ်လူတန်းလူကိုကိုလည်းကြည်ပြင်းရှိပြီးသားကိုကျော်နိုင်လို့ဝင်တော့မင်းကိုပဲအစားတဲ့လက်ခံနိုင်ရင်ပြီးနေတာအင်းလေကိုတို့မိန်းမတွေကစိတ်ကူးရင်ပါလေဒါကဘယ်လိုရှိပါလဲအခြေဟာထီထိုးလိုပဲကွထိုးတော့တင်းစုကြီးမှန်ပြီးထိုးကြတာပဲတင်းစုကလူတိုင်းပေါက်ကလားဆိုတော့မပေါက်ဘူး1000စု1000စု900စုနဲ့တင်းတင်နေရတယ်လူလက်ပြည့်လို့ကိုတို့မိန်းမတွေတည်းဒီလိုပဲပေါ့အိုစဘောရုပ်ချောသဘောကောင်းအရွယ်ငယ်ချစ်စရာယောက်ျားလေးတွေကိုမှလူတင်ကြတာပဲမှန်ညမှန်ဒါမျိုးလေးတွေအရင်မှန်ကြတာဆရာမှန်နိုင်ရသလားဆိုတော့လည်းမရဘူးအချိန်တန်းတော့နဘိန်ထူကြီးတွေနဲ့ညားကျင်နဲ့ညားသွားတာပဲကံပေါ့လေကိုတော့ဒီတခါတင်းစုကြီးနဲ့လွဲသွားပြန်ပြီဟယ်လိုကိုကျော်နိုင်ကြီးလားခုမှပဲတယ်လီဖုန်းဆက်တယ်တော်ပါမမလေးကျမတို့လူကြီးရခိုင်ကျေးမှုကာဝဲသွားကြည့်ကြည့်လို့အဲ့ဒါသွားရင်သွားလေအချိန်နောက်နီးနေပြီလေကေတီနေရဲပါလေကိုလည်းညစာသမင်းဖိတ်ကျွေးမဲ့သူပေါ်လာပြီဆရာပါလေတောင်းစုကြီးရှိရလားအိုးများသေးတယ်900စုကြီးရှိရလို့ပြောလေဒီပြောလိုက်အောင်မလား900စုတွေကြားထဲမှာဆေးရိုးတယ်တော့မလုပ်ပြစီနဲ့ရှင်တယောက်တည်းပဲကြွပါကေဒီတယောက်တည်းအိမ်စောင့်နေပါမယ်ပြာရီမိုင်းကမောမောညိုညိုညိုလွင်ညင်းလေးပြေသွေးလို့သာဖေးမကူခြင်းတင်းရွာလေးတွေပြေကတရွေ့ရွေ့ယူငယ်ပြုံးလောင်ကညိုးဝင်းမုံမိုးပြစုံရှင်ဘယ်နဲ့မှမတော်ဘူး။အုံးကြီးလည်းအရက်ထက်တော့တာဘယ်လိုနေလဲ။အနံလေးသိမတော့ဘူး။ကြတာလေးတော့ပြင်းသွားတယ်ဗျာ။တို့ကိုထိသွားတယ်။ဟိုကုန်းကြီးတို့ကိုမြင်သိန်းတို့ကလည်းတို့ကျွန်တော်ကိုလူလောင်ကြီးစားရေးရှုံးလို့ရက်တွေတက်လိုက်တဲ့အခါကျတော့တော်တော်လေးမူသွားတယ်။ကောင်းတာပေါ့။ဒီမှာမကြတော့ငါကလည်းအမှုတက်ကန်ရှိတော့နောက်ထပ်မမူတော့ဘူးပေါ့။ဒီဘုံအဲ့ဒီအရက်တိုက်လိုက်တဲ့ဆရာကြီးတွေကမောင်တော်စုမှုလေးလည်းဝင်လိုက်မပူကြဘူးလားသူတို့ကကျွန်တော်ဟိုရှုံးလို့ရတဲ့သိချင်းချင်းနဲ့ရက်တွေပြီးတိုက်ပြီးတော့ခိုင်ရင်တင်းကာဝဲဆိုတာကျင်ပွဲဆိုတာအဲ့ဒီသွားကြတယ်သူတို့မင်းတို့ကဥပ္ပါကြီးပြောမပြလိုက်တာဘာဖြစ်လို့လဲသိအေးဥပ္ပါကြီးလည်းမသိဘူးကွာဥပ္ပါကြီးစိတ်ထဲမှာတခုခုမသုံးမတန်ဖြစ်နေတယ်လို့ပဲကွာဖွင့်ပြောလိုက်လို့ရှိရင်မောင်ကျော်စုမှုအချင်းတိုင်းအဖြေထွက်သွားမှစိုးရိမ်နေလို့ပဲကွာခုတော့အဖြေမထွက်ခင်အချိန်တိုင်းလို့ကျွန်တော်သွားရတော့မလဲဒီများလည်းဘယ်လိုမှမသိပါဘူး
ကိုလိုမိုးချုပ်ပြီးနောက်ကျမယ်မှန်းသိလို့ရှိရင်အနာကမှလာကောင်းတာကိုရတဲ့သမီးလေးမျိုးမှလာပြီးကျွန်တော်အချိန်ကျုံနေ အေးကွာဟုတ်ပါရဲ့ကွာဒီနေ့မှလေးပြန်လဲမိုးချုပ်တီအောင်ပေါ်မှာစောင်းဖို့ကွာရက်ပါဦး စီစဉ်ပြတ်တဲ့ခီးတယ်တောင်ထပြန်ကုန်ကြပြီ ဟာမင်းကနောက်မနေပါနဲ့ကွာ မယုံရင်အပေါ်ကျင်းအောင်သွားမေးကြည့်ပါလားရာသီဥတုဆိုလို့မလာဘူးတဲ့ ဟောဒီတိမ်မွားမုံမုံရင်ဓာတ်ပြထွင်နေရာသီဥတုကဆိုးဆိုးလာတယ်ရာသီဥတုဆိုတော့လေရင်ကမလာဘူးပေါ့ငါလည်းဒီသချင်းသိကြိုက် နာမည်ပါတယ် တိမ်မွားမုံမုံ တိတ်တော်မို့မလဲဟာအဲ့ဒါပြကျွန်တော်ရောင်းသားပါဗျာ မုံမုံဒီဓာတ်ပြတစ်ချက်လေးရှိတာဓာတ်ပြကြီးရလဲအပေ ဟိုပဲစမ်းပါလိမ့်ပါ အပြစ်လာတော့မုံကြီးကိုပေးပါမယ်ကွာ ကိစ္စမရှိပါဘူးကိစ္စဒါပဲကျွန်တော်ယူသွား မ ပါ မမဒီကျေပဲပဲ့လဲနေ ဟိုကျွန်တော်ဒါပဲယူသွားပြစီဘာလို့လဲဟိုလက်ဆောင်ပေးမယ်လို့ဒါသိကြိုက်လို့ပါဟိုအစ်စ်လာတဲ့ခါကျတော့လေကျွန်တော်ပြန်လာလဲပါမယ်နော်ဟုတ်လားနော်တိမ်တော်မှုမှုတွင်တင်တင်များစားလို့မျိုးမှရင် ယူသွားယူ ဝင်မတော့မှကြီးကျွန်တော်မကကြီးနဲ့တခါတည်းမတွေ့တော့ဘူးအောင်းမင်းနေတာကံကောင်းကျင်တော့လေဟိုလေးမြန်စီရင်ပြတ်သွားတော့ကျွန်တော်ဒီနေ့မသွားပြဘူးဟိုအဲ့ဒါကျွန်တော်လေးမြန်ဝင်းဆိုင်ကမကကြီးကြိုက်တတ်တယ်ဆိုတော့ဒါပြားလေးလေအဲ့ဒါကျွန်တော်လေးမြန်ဝင်းဆိုင်ကမကကြီးလက်ဆောင်ပြီးဝဲလာတာအဲ့ဒီတပြားဆိုင်ရှင်ရတော့မှနည်းနည်းလေးပဲ့နေတယ်လေထိတ်ကပဲ့နေတာအဲ့တော့ပဲ့နေတာကို तू ကတစ်ချက်တည်းလည်းရှိတယ်လေပဲ့လည်းပဲ့နေတယ်အဲ့တော့ तू မယောင်းနိုင်ဘူးဆိုတော့ကျွန်တော်ပဲ့ပြားလို့ဆိုပြီးတော့အတင်းဝဲရတယ်ကျွန်တော်ခုနတော့မှကြီးကျွန်တော်ပြန်လာနီးကျွန်တော်တင်ငယ်ချင်းမိတ်ဆွေတွေကအရက်တွေဝိုင်းတိုက်လိုက်ကြလို့နည်းနည်းများပါတယ် ကိစ္စမရှိပါဘူးမြို့ဘာကားနဲ့လာလို့လဲကားလာလည်းမကြပါလား ဘယ်ကြမလဲမကြီးကကျွန်တော်မကြီးအံ့ဩသွားအောင်ဆိုပြီးတော့ကားကို2လမ်း3လမ်းကျော်မှရခိုင်ထားပြီးဆင်းလျှောက်ခဲ့တာဟုတ်ရော့ဖွင့်ကြအောင်မကြီးတာဗျဖွင့်ကြည့်လေညလေအဲ့ဒါတယောက်ကထမင်းစားဖေးလို့လိုက်သွားလေရဲ့သူ့ကိုစောင့်နေတယ်သူကကြားလိုက်မယ်သူပြန်လာလို့ရှိရင်မကီတီပြောလိုက်မယ်လေကားမှာကျလို့ရှိရင်ဖုန်းရှိတယ်ညိုညိုညိုလွင် ကျွန်တော်မမြနဲ့တွေ့အောင်လာတာမဟုတ်ဘူးမကြီးရဲ့သူမရှိရင်ပိုးလို့တော့ကောင်းသေးတယ်မကြီးဒီနဲ့လွတ်လာတွေ့ချင်တယ်ကြားလာတယ် ဘာကူရင်ညတောင်းနေလို့လဲကျော်စုမိုးရဲ့ ကူညီဟုတ်လားကူညီလို့လဲဆိုနိုင်ပါတယ်လေကျွန်တော်မကီတီကိုချစ်လို့ ဘာပြောလဲကေတီကိုချစ်နေဟုတ်လားညောင်မဟုတ်လား โอ้မဟုတ်ပါဘူးဗျာကျွန်တော်မကီတီကိုချစ်နေတာပထမဆုံးစတွေ့တဲ့နေ့ကစပြီးမကီတီကိုကျွန်တော်ချစ်လာခဲ့ဖွင့်ပြောမယ်နဲ့အခွင့်အရေးမရလို့ပြောဖို့ကျွန်တော်မပြောပြခဲ့ဘူးညနေတုန်းကတော့ပြန်ကန်နေမို့လို့တခါပဲဖွင့်ပြောခဲ့ပါတော့မယ်လို့ဝင်လာခဲ့တယ်မကီတီမတွေ့ရတော့လေကျွန်တော်မှစိတ်ဆင်းရဲလိုက်တော့မပြောပါနဲ့တော့